မင်္ဂလာပါဘောလုံးဝါသနာရှင်မိဘပြည်သူညီကိုများခင်များဒီနေ့မှာတော့နှစ်သင်းစလုံးနိုင်ပွဲပျောက်ဆုံးနေပြီးရလက်ကောင်းတွေပြန်လည်ရှာဖွေဖို့စူးစမ်းလာမဲ့ Espanyol နဲ့ Real Oviedo တို့ရဲ့ပွဲကြိုသုံးသက်ချက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အင်ရှင် Espanyol အသင်းဟာလက်ရှိမှာရလက်ပိုင်းရုန်းကန်နေရပြီးအိမ်ကွင်းခြေစွမ်းကလည်းအားရစရာတိတ်မရှိသေးပါဘူး။ဒီပွဲမှာအဓိကခံစစ်ကစားသမားတွေဖြစ်တဲ့ Esposito နဲ့ Piqué တို့ပွဲပယ်ပြစ်ဒဏ်ကြောင့်လွဲချော်မှာဖြစ်လို့ခံစစ်ပိုင်းကတော့အနည်းငယ်ဟာကွက်ရှိနေပါတယ်။ဒါပေမဲ့ Espanyol တို့အတွက်တော့အခုပွဲဟာနိုင်ပွဲပြန်ရှာဖို့အကောင်းဆုံးအခွင့်အရေးဖြစ်ပြီးသူတို့ရဲ့အိမ်ကွင်းအားသာချက်နဲ့အတူပွဲကိုအသာစီးကစားသွားဖို့ပြင်ဆင်ထားပါတယ်။ဧည့်သည် Real Oviedo အသင်းကလည်းအဝေးကွင်းမှာရလက်တွေဆိုးရွားနေပြီးတပွဲကိုပြန့်မြ3ဂိုးနီးပါးအထိပေးနေရတဲ့ခံစစ်ပိုင်းအားနည်းချက်ရှိနေပါတယ်။အဓိကနောက်ခံလူ Eric Bailly ပါဝင်ဖို့မတေချာတာကလည်းသူတို့ရဲ့ခံစစ်အတွက်ပိုပြီးစိုးရိမ်စရာဖြစ်နေပါတယ်။ Oviedo ဟာအဝေးကွင်းမှာဂိုးသွင်းနိုင်စွမ်းရှိပေမဲ့ခံစစ်ကအမြဲတမ်းဂိုးတွေပြန်ပေးနေရတာကိုသတိပြုရမှာပါဒီနေ့ပွဲရဲ့ပေါက်ကြီးအခြေအနေမှာတော့ Espanyol ကတလုံးကိုဆက်အစားပေးထားပြီးဂိုးပေါင်းဈေးကတော့2လုံး5-5အရှုံးဖွင့်လှစ်ထားပါတယ်။ Espanyol တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုမှတ်တမ်းအသာစီးရမှုနဲ့ Oviedo တို့ရဲ့အဝေးကွင်းခံစစ်အားနည်းချက်တွေကြောင့်ဒီပွဲမှာ2ဂိုးတူညဂိုးလောက်နဲ့အိမ်ရှင်တို့အနိုင်ရသွားဖို့များပါတယ်။ဒါကြောင့်ဒီနေ့ပွဲမှာတော့အိမ်ရှင် Espanyol အနိုင်နဲ့အတူဂိုးပေါင်းတလုံးခွဲအထက် Espanyol ဦးဆောင်ကိုအရင်သွင်းနိုင်ခြေတို့ကိုရွေးချယ်တင်တယ်လို့မြင်မိပါတယ်။အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲကြိုခံမှန်းချက်တွေနဲ့ဘောလုံးသတင်းတွေကိုနေ့စဉ်သိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို follow လုပ်ထားပေးပြီးဒီ post လေးကိုလည်းမျှဝေပေးသွားဖို့မမေ့ပါနဲ့ဦးခင်ဗျာဘောလုံးကောက်ဖွင့်ခြင်းရင်လည်း bio ကနံပါတ်ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်